လွန်ခဲ့တဲ့6လလောက်ကကျွန်တော်တို့ A99 coffee ဆိုင်မှာ coffee ဈေးထုတ်မှာလို့ရှိရင် 5kg ပဲမှာရတယ်ပြီးတော့ 5kg ဆိုရင်ကျွန်တော်တို့က10ရက်15ရက်20လောက်ထိတုံးရတယ်ဗျ coffee ကအယောင်မားတယ်လို့ဆိုရမယ်အခုနောက်ပိုင်းကျွန်တော်တို့ဆိုင်မှာ coffee ချစ်သူလေးတွေပိုများလာတယ် coffee တောက်တဲ့သူတွေပိုများလာတဲ့အတွက်ကြောင့်မို့အခုနောက်ပိုင်းဆိုကျွန်တော်တို့တစ်ခါမှာလို့ရှိရင် coffee ကို10kg မှာပါတယ်10kg ကျွန်တော်တို့တစ်ပတ်ကနေ10ရက်အတွင်းကိုကုန်နေပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဆိုင်မှာ coffee ကိုမှာလို့ရှိရင်ကျွန်တော်တို့ကကုန်တဲ့စီမှာအခုလော်အခုပို့ပြီးကျွန်တော်တို့ customer လက်ထဲကိုအခုကြိတ်ပြီးအခုရောင်းပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဆိုင်ရဲ့ coffee ကလက်ဆက်နဲ့အရသာလေးတွေအနက်အရသာနဲ့ပြည့်စုံတဲ့ coffee တစ်ခွက်ဖြစ်နေပါတယ်ချွင်းချက်အနေနဲ့ကျွန်တော်တို့ကလမ်းမေး mobile coffee ဆိုင်ဆိုတော့ coffee menu အစုံတော့မရသေးပါဘူးခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်တို့ဆိုင်ကိုလာလို့ရှိရင်တော့တချို့ coffee menu လေးတွေမရသေးတဲ့အတွက်ကြောင့်မို့ customer တွေကိုတောင်းပန်ရတဲ့အခါလည်းရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဆိုင်ကနေပြီးတော့အတက်နိုင်ဆုံး menu လေးတွေစုံအောင်တော့ထားပေးထားပါတယ်ခင်ဗျကျွန်တော်တို့ဆိုင်ကိုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ